မင်္ဂလာပါ RIT College ကကြိုဆိုပါရရှင်ကျွန်မနာမည်ဒေါက်တာအီမွန်ချိုပါ Professor အဖြစ်နဲ့Principal အဖြစ်နဲ့ RIT College မှာတာဝန်ယူထားပါတယ်ဆိုတော့ကျွန်တော်တို့ RIT College ဒီ IT ကိုအဓိကသင်ပေးနေတဲ့တရားဝင်အသိအမှတ်ပြု College တစ်ခုဖြစ်တယ်လို့မျိုးကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်တွေကျွန်တော်တို့ vocational လို့ခေါ်တဲ့အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို IT ဘက်ကနေပြီးတော့သင်ကြားပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ဒီကျောင်းကိုဖွင့်လှစ်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့ဒီ RI Designated Program လို့ခေါ်တဲ့ကျွန်တော်တို့ကျောင်းတစ်ကျောင်းထဲမှာပဲရှိတဲ့program လေးအကြောင်းကိုကျွန်မဒီ video ထဲမှာအသေးစိတ်ရှင်းပြချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ IT ဆိုတဲ့ပညာရပ်တွေအသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်တယ်ဥပမာပြောရရင်ကျွန်တော်တို့ဒီအစားတောက်ချက်ပြုတ်တဲ့ပညာရပ်လိုမျိုးအင်ချုပ်တဲ့ပညာရပ်လိုမျိုးဒီလိုပညာရပ်တစ်ခုကိုသင်ကြားလိုက်ခြင်းအပြင်နောက်ဆက်တွဲကျွန်တော်တို့လောက်ကင်စားတော့လို့ရတယ်ဆိုတော့အဲ့ထဲမှာ IT ပညာရပ်ဖြစ်တဲ့အတွက်ကြောင့်မလို့တင်နှောင်းတက်တဲ့လောက်ကင်စားတော့လို့ရတဲ့ပညာရပ်တစ်ခုကိုကျွန်တော်တို့အကြောင်းကနေသင်ကြားပေးနေတယ်လို့ပြောလို့ရတယ်အဲ့တော့အဲ့ထဲမှာဒီ RI Designated Program ရဲ့ထိုးကြတဲ့အချက်တွေကျွန်တော်တို့ပညာရည်ချင်းကန့်သက်ထားခြင်းမရှိအဲ့တော့ဒီကျောင်းကိုဝင်ဖို့အတွက်ကိုကျွန်တော်တို့ဘာဘွဲ့ကြီးတွေရနေမှဘာပညာရပ်ကြီးတွေအရှိမတင်ခဲ့ဘူးမှဘဏ္ဍတန်းအောင်မှဆိုတဲ့အခြေအနေမျိုးတွေမရှိဘဲနဲ့ကျွန်တော်တို့ပညာအရေးချင်းကန့်သက်ထားခြင်းမရှိဘဲနဲ့ဒီ program ကို join လုပ်ရတယ်အဲ့တော့အဓိကဒီ program မှာကျွန်တော်တို့ပေးလိုက်တဲ့ဘာသာရပ်တွေဒီကျွန်တော်တို့ IT နဲ့ပတ်သက်တဲ့ဘာသာရပ်တွေအကုန်လုံးကိုအသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့အထိကျွန်တော်တို့သင်ကြားပေးတယ်အဲ့တော့အဲ့ထဲမှာဒီ program ထဲမှာကျွန်တော်တို့ diploma ဆိုတာနိုင်ငံတကာအသိမှတ်ပြု diploma တွေနိုင်ငံတကာအသိမှတ်ပြုစာမေးပွဲတွေရဲ့ certificate တွေပါဝင်တယ်ဒီ program ထဲမှာအဲ့တော့အဲ့ထဲမှာကျွန်မအသေးစိတ်ပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ UK ကနေတိုက်ရိုက်ချင်းမြင်ထားတဲ့ကျွန်တော်တို့ diploma ရဲ့ IT ဆိုတဲ့ဘာသာရပ်လိုဟာမျိုးတွေdiploma ရဲ့ web လိုဘာသာရပ်မျိုးတွေအကုန်လုံးကိုကျွန်တော်တို့ဒီ course အတွင်းထဲမှာထည့်ပြီးတော့သင်ကြားပေးတယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ဂျပန်နိုင်ငံကကျွန်တော်တို့ international certificate တွေဖြစ်တဲ့ IT-PAC ရဲ့ IPO FE လိုဘာသာရပ်မျိုးတွေကိုလည်းကျွန်တော်တို့ဒီ course ထဲမှာထည့်ပြီးသင်ကြားပေးတယ်အဲ့တော့ကျွန်တော်တို့ဒီ course ရဲ့ရည်ရွယ်ချက်တွေကျွန်တော်တို့ကကျောင်းပြီးသွားရင်ဒီတစ်နှစ်ခွဲဆိုတဲ့အချိန်ပေါ့နော်ဒီ course ကိုသင်ကြားဖို့အတွက်ကျွန်တော်တို့အချိန်တစ်နှစ်ခွဲလိုတယ်တစ်နှစ်ခွဲပြီးတဲ့အချိန်မှာဒီကျောင်းသားတွေဒီ IT နဲ့ပတ်သက်တဲ့ပညာရပ်တွေကိုဂျပန်နိုင်ငံအထိမှာပါအလုပ်လုပ်ဖို့အတွက်ကို ready ဖြစ်နေပြီဆိုတဲ့ရည်ရွယ်ချက်နဲ့တနည်းအားဖြင့်သွားဖို့အတွက်ကိုကျွန်တော်တို့ပြင်ဆင်ပေးရဲဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီ course ကိုကျွန်တော်တို့ကျောင်းကနေစပြီးတော့ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ course ထဲမှာကျွန်တော်တို့နောက်ထပ်ဘာတွေပါထည့်ပြီးသင်ကြားပေးလဲဆိုတော့ဂျပန်ဘာသာစကားလိုဟာမျိုးတွေပါသင်ကြားပေးတယ်ဒီ course တစ်ခုကိုကျွန်တော်တို့ရွေးချယ်လိုက်ပြီးဆိုရင် IT အပြင်ကိုကျွန်တော်တို့တခြားသောဘာသာရပ်ဖြစ်တဲ့ဂျပန်စာကိုလည်း basic ကနေလုံးဝ foundation ဘာမှမရသေးတဲ့ဆိုတဲ့အခြေအနေကနေပြီးတော့ N3 ဆိုတဲ့ level အထိကိုကျွန်တော်တို့အဆင့်ဆင့်သင်ကြားပေးတယ်အဲ့တော့အဲ့ထဲမှာကျွန်တော်တို့ထပ်ပြီးတော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့ RI Designated Program မှာထပ်ပြီးပါတာကြတော့ဗာလဲဆိုတော့ IT-PAC ကို ITPEC ကိုသင်ပေးနေတဲ့ကျောင်းတွေအများကြီးရှိနေဆိုတော့အဲ့ထဲမှာကျွန်တော်တို့ဒီကျောင်းမှာအဓိကသင်ကြားပေးတဲ့အခြေအနေတွေဘာတွေသင်ကြားပေးလဲဆိုတော့ကျွန်တော်တို့ IT-PAC အပြင်ကိုကျွန်တော်တို့ IT နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဘာသာရပ်တွေအကုန်လုံးကိုကျွန်တော်တို့ဂျပန်လိုပေါ့တနည်းအားဖြင့် terminology တွေအကုန်လုံးကိုဂျပန်လိုသင်ပေးတယ် IT Japanese ဆိုတဲ့ course မျိုးတွေကိုကျွန်တော်တို့ထည့်သွင်းပေးထားတယ်အဲ့ဒါအပြင်ကိုထူးခြားတာနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ on job training လို့ခေါ်တဲ့လုပ်ငန်းခွင်တဲ့အထိကိုထည့်ပြီးတော့လေ့ကျင့်သင်ကြားပေးတဲ့ဟာမျိုးတွေအဲ့တော့လုပ်ငန်းခွင်အထိကိုထည့်ပြီးတော့လေ့ကျင့်သင်ကြားပေးတာဒီကျွန်တော်တို့ကျောင်းမှာ lecturer ကြီးတွေကသင်ကြားပေးတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တကယ် IT ကို real job လုပ်နေတဲ့တကယ်လက်တွေ့လုပ်ငန်းခွင်လုပ်နေတဲ့လုပ်ငန်းတွေမှာပေါ့နော် company ကြီးတွေမှာကျွန်တော်တို့3လတန်ဒီ4လတန်ဒီကျွန်တော်တို့ဒီကျွန်တော်တို့မှာရှိနေတဲ့ကျောင်းသားတွေကိုဒီ course ကိုပြီးမြောက်သွားတဲ့ကျောင်းသားတွေအကုန်လုံးကိုကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့လက်တွေ့သင်ကြားပေးတာအဲ့တော့အဲ့ဒါပြီးသွားပြီဆိုဒီ course တစ်ခုလုံးပြီးသွားပြီဆိုရင်ကျောင်းသားဒီ IT-PAC တစ်ခုရဲရသွားတာdiploma IT တစ်ခုရဲရသွားတာ web development တစ်ခုရဲရသွားတာတယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ course ထဲမှာ project management လိုဟာမျိုးတွေ language လိုဟာမျိုးတွေ networking လိုဟာ database လိုအကြောင်းအရာ security လိုအကြောင်းအရာမျိုးတွေပါသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျောင်းသားတယောက်ဒီ course တစ်ခုကိုပြီးမြောက်သွားတာနဲ့ system တစ်ခုလုံးကိုရသွားပြီလို့ယူဆလို့ရတယ်ရသွားပြီလို့ကျွန်တော်တို့အနေနဲ့လက်ခံလို့ရတဲ့အခြေအနေမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီကျောင်းသားဒီ RI Designated Program ပြီးသွားပြီဆိုရင်ကျွန်တော်တို့ Diploma in System Development ဆိုတဲ့degree တစ်ခု Diploma တစ်ခုကိုရရှိမှာဖြစ်တယ်အဲ့တော့ဒါကဒီ program အတွက်ကိုကျွန်တော်တို့ဒီအချိန်အားဖြင့်တစ်နှစ်ခွဲပဲပေးဖို့လိုတယ်အဲ့တော့တစ်နှစ်ခွဲပြီးမှလုပ်ငန်းခွင်ဝင်ဖို့အတွက်ကိုဒီကျောင်းသားဒီ ready ဖြစ်သွားပြီလုပ်ငန်းခွင်ထဲမှာလည်းကျွန်တော်တို့ on job training 3လဆင်းပြီးသွားပြီ Diploma လည်း UK ကပေးတဲ့ Diploma လည်းကျွန်တော်တို့နှစ်ခုရမယ် International Certificate တွေဖြစ်တဲ့ IT-PAC လို certificate မျိုးတွေဒီလည်းကျွန်တော်တို့စာမေးပွဲနှစ်ခုဖြည့်ဆိုအောင်မြင်ဖို့အတွက်အထိကိုကျွန်တော်တို့ပြင်ဆင်ပေးတယ်ပြီးတော့နောက်ဂျပန်စာအနေနဲ့ဆိုလဲ N3 အထိကိုဒီ GLPT N3 အထိကိုဖြည့်ဆိုဖို့အတွက်ကိုကျွန်တော်တို့ဒီsupport ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ course ကြီးတစ်ခုလုံးဒီ diploma တွေ degree တွေအားလုံးကိုရရှိအောင်လုပ်ပေးထားတဲ့ဒီ course မျိုးဖြစ်တယ်အဲ့တော့အဲ့ course ကြီးကျွန်တော်တို့
IT college မှာပဲတီးခြားရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ course ရဲ့နာမည်ကို RI Designated Program လို့ခေါ်ပါတယ်ဒီ course ကိုကျမတို့ကျောင်းမှာအကြမ်းများဖြင့်3လတစ်ကြိမ်အများရန်ပြန်ဖွင့်ပေးနေတဲ့ course ဖြစ်တယ်လူကြိုက်အများဆုံးလို့ပြောလို့ရတဲ့ course လည်းပြောလို့ရတယ်သူကထွက်သွားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့လည်းခုလက်ရှိအခြေအနေမှာလုပ်ငန်းခွင်မှာအောင်မြင်နေတဲ့ developer တွေ network engineer တွေအနေနဲ့ရပ်တည်နေတဲ့သူတွေနိုင်ငံခြားမှာအထီကိုတွားရောက်ရပ်တည်နေတဲ့သူတွေပါရှိနေတဲ့ course တစ်ခုလည်းဖြစ်ပါတယ်အဲ့တော့ဒီ course ရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်ဒီကျောင်းကိုလာပြီးတော့လည်းတိုက်ရိုက်ဆွေးနွေးလို့ရတယ် consultant အနေနဲ့ဒါမှမဟုတ်တယ်လီဖုန်းနဲ့လည်းဆက်သွယ်မြင်မြန်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင့်ကျွန်မနာမည်အင်္ဂုံချိုလို့ခေါ်ပါတယ်